တေတံပေးခံရဖို့နောက်ထပ်9ရက်တာကျန်တော့တဲ့ကျွန်တော်ဟာထောင်ထဲမှာစိတ်ပြအားငယ်နေခဲ့တယ်။မူလကလမ်းဘေးမှာမုံဖုတ်ရောင်းတဲ့တာမန်လူတယောက်သာဖြစ်ပေမဲ့ခေါင်းဆောင်တယောက်ရဲ့အစားထိုးတရားခံဖြစ်သွားပြီးထောင်ကျလာခဲ့တာပဲ။ဒီနေ့မှာထောင်ဆောင်ခေါင်းဆောင်ကကျွန်တော်ကိုခေါ်သွားပြီးအကျဉ်းသား2000အတွက်ထမင်းချက်ပေးဖို့ပြောလာတယ်။လူ2000အတွက်အစားအစာချက်ရမယ်ဆိုတာကျွန်တော်လိုမုံဖုတ်သမားအတွက်မဖြစ်နိုင်တဲ့လောက်ပါပဲ။ဒါပေမဲ့အသက်ရှင်ဖို့အခွင့်အရေးနည်းနည်းလေးရမယ်ဆိုရင်တော့လက်မလွတ်ချင်တာကြောင့်လက်ခံလိုက်တယ်။မိဖို့ခန်းရောက်တော့အခြေအနေကပိုဆိုးနေတယ်။အတုံးဆောင်တွေကဟောင်းနှွမ်းနေတယ်။ကုန်ကျန်းတွေကလည်းမလက်ဆက်ဘူး။အချိန်ကလည်းမိနစ်40ပဲကျန်တော့တယ်။အဲ့ဒီအချိန်မှာကျွန်တော်ခေါင်းထဲကိုရုတ်တရက်ဟင်းချိုချက်နီးတွေဝင်လာတယ်။ဒါဟာအိုဂျီဟင်းစနစ် immigration ကဖြစ်သွားတာဖြစ်တယ်။ကျွန်တော်လည်းချက်ချင်းစတင်ချက်ပြုတ်လိုက်တယ်။ထောင်ရဲ့အနေအများဆုံးအကျဉ်းသားဖြစ်တဲ့ပီတာကထမင်းစားချိန်မတိုင်ခင်ကတည်းကစားတောက်ခန်းရှိရောက်နေခဲ့တယ်။အရင်စားဖို့မူးတွေကိုမကျေနပ်ရင်တက်ပစ်ဖို့တောင်ဝန်မလေးတဲ့သူဖြစ်တယ်။အစားအစာကိုမြင်လိုက်တဲ့အချိန်မှာသူဒေါသထွက်သွားတယ်။အိုဂျီထဲမှာဖြူဖြူရောင်ဟင်းချိုပဲရှိနေတယ်။သူ့မြင်မှာတော့ဒါကဝက်စာလိုပဲမြင်နေတယ်။ဒါပေမဲ့ထောင်ဆောင်ကဒါဟာအရှိတိုင်းရဲ့အထူးဟင်းလို့ပြောလိုက်တယ်။ပီတာကမယုံဘူး။ဒါကြောင့်သူ့လက်အောက်ငယ်သားကိုအရင်မီးခိုင်းလိုက်တယ်။တစုံတောက်လိုက်တာနဲ့ကောင်လေးရဲ့ခန္ဓာကိုယ်တောင့်သွားတယ်။မျက်ရည်တွေဝဲလာတယ်။သူ့စိတ်ထဲမှာငယ်ဘဝကအမတ်တရတွေပြန်ပေါ်လာခဲ့တယ်။မိခင်ရဲ့ပွေးဖက်မှုအိမ်ရဲ့နှွေးထွေးမှုတွေကိုပြန်ခံစားရတယ်လို့ဖြစ်သွားတယ်။ပီတာကိုယ်တိုင်လည်းတောက်ကြည့်လိုက်တယ်။ချက်ချင်းမျက်ရည်ကျလာခဲ့တယ်။ဟင်းချိုရဲ့အရသာကအကျဉ်းသားတွေကိုယူသွတ်သွားစေခဲ့တယ်။လူတိုင်းတန်းစီပြီးတောက်ကြတယ်။အိုး90လုံးကိုမိနစ်ပိုင်းအတွင်းရှင်းပစ်လိုက်ကြတယ်။တချို့ကနောက်ဆုံးကျန်တဲ့ဟင်းချိုကိုလူရင်းရန်ဖြစ်ကြတယ်။နှစ်ယောက်အပြင်းထန်ဒဏ်ရာရတယ်။ဒါပေမဲ့ဘယ်သူမှနောင်တမရကြဘူး။အစားအစာကသူတို့ဘဝမှာစားဘူးသမျှတွေကအကောင်းဆုံးဖြစ်နေတယ်။အဲ့ဒီနေ့ကစပြီးကျွန်တော်ဟာထောင်တစ်ခုလုံးရဲ့အာယုံဆိုင်မှုကိုရလာခဲ့တယ်။နေ့လည်စာပြီးသွားတဲ့နောက်ကျွန်တော်အိယာကနိုးလာတယ်။စနစ်ကိုကြည့်လိုက်တော့ဇဲမဲငွေမြဲတာပဲစား2000ကျော်ရနေပြီ။ရာပဲစား3000ပြည့်ရင်အတက်ဟေးရဖောက်နိုင်မယ်။အဲ့ဒီထဲမှာတေတံရွှေဆိုင်ကက်ရှိတယ်။အသက်ရှင်ခြင်းရင်လာS rayအမြန်စုရမယ်။ဒီအချိန်မှာထောင်ဆောင်ဆဲလာရောက်လာတယ်။ညစာထက်ချက်ဖို့လာခေါ်တာပဲ။ဒီတခါကျွန်တော်ကိုကူဖို့ဆိုဖီယာဆိုတဲ့အမျိုးသမီးချင်းသားကိုပေးထားတယ်။သူကအရင်ကတရုတ်စားတောက်ဆိုင်မှာလှုပ်ဖူးတယ်။ဒါပေမဲ့ကျွန်တော်ကိုမြင်တာနဲ့မျက်နှာထားတင်းသွားတယ်။နင်တို့လိုလူတွေတည်တင်တယ်။ငါလုံးဝမကူညီဘူး။လို့ပြောပြီးနေရန်နားမှာသွားရက်နေတယ်။ကျွန်တော်လည်းပြန်မပြောဘူး။ရေခဲတစ်တာတွေကကုန်ကျန်းတွေကိုစစ်ကြည့်လိုက်တယ်။အသားမရှိတလောက်နေတယ်။ဟင်းသီးဟင်းရွက်တွေလည်းမစုံဘူး။နောက်ဆုံးကောရဲလန်ဖာခေလာလှုပ်ဖို့ဆုံးဖြတ်လိုက်တယ်။မိဖို့ခန်းထဲမှာကိုဖဲရဲလာဝါဟေလူဝရဲ့အနက်မွေးမွေးလေးပြန့်လာတယ်။ဆိုဖီယာကမတိမတာလှည့်ကြည့်နေတယ်။သူ့ဘက်ထဲကတောင်စားလောင်တန်ထွက်လာတယ်။ကျွန်တော်ကပြုံးပြီးပြောလိုက်တယ်။စားချင်လား။ဆိုဖီယာမျက်နှာနီသွားတယ်။ဒါပေမဲ့မလျှော့ချင်သေးဘူး။တေသွားရင်တော့မင်းဟင်းကိုမစားဘူးလို့ပြောတယ်။10မိနစ်ကြာပြီးနောက်ဆိုဖီယာနဲ့ဆဲလာစ်နှစ်ယောက်စလုံးပန်းကန်ကင်ပြီးအမျက်မရစားနေကြတယ်။သူတို့နှစ်ယောက်လုံးမျက်နှာပေါ်မှာပျော်ရွှင်မှုတွေပြည့်နေတယ်။ဆဲလာစ်ကအခုမှနေ့လေကအကျဉ်းသားတွေဘာကြောင့်ရန်ဖြစ်ကြလဲနားလည်သွားတယ်။ဒီခောက်ဆွဲကတကယ်အရန်ကောင်းလုံးနေတယ်။ညစာချိန်မရောက်ခင်ကတည်းကစားတောက်ခန်းရှိမှလူပြည့်ဖြစ်နေတယ်။တကားကိုတရုံတုံထုနေကြတယ်။ဒီတခါပီတာမလာဘူး။သူ့လက်အောက်ငယ်သားဝူဟိုပဲလာတယ်။ခောက်ဆွဲကိုမြင်လိုက်တာနဲ့ဝူဟိုမျက်မှောင်ကျုပ်သွားတယ်။ငါခောက်ဆွဲမကြိုက်ဘူးလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ကဟင်းရီအိုးဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာတော့မွေးပြက်တဲ့အနံ့ကစားတောက်ခန်းတစ်ခုလုံးဖုံးလွှမ်းသွားတယ်။လူတိုင်းသွားရီကြလာတယ်။ဝူဟိုတောင်ခဏလောက်ငြိမ်ကျသွားတယ်။ပြီးတော့ချက်ချင်းအရင်ဆုံး boss အတွက်ငါးပန်းကန်တီးတန့်ထားလို့អော်လိုက်တယ်။ဒီအချိန်မှာပီတာကသူ့ညီကီလာနားမှာထိုင်နေတယ်။ကီလာကနှစ်ပေါင်းများစွာသတိမရတဲ့အခြေအနေမှာရှိနေခဲ့တာ။ဆရာဝန်တွေတောင်လက်လျှော့ထားကြပြီ။ဒီအချိန်မှာကိုဖဲတဲတန်ဝါဟေယာကိုအခန်းထဲယူလာကြတယ်။ပီတာကမစားချင်ဘူး။ဒါပေမဲ့ရုတ်တရက်ကီလာရဲ့လက်ချောင်းတွေလှုပ်သွားတယ်။ပီတာတုံလှုပ်သွားတယ်။သူ့ညီရဲ့မျက်လုံးတွေဖြည်းဖြည်းချင်းပွင့်လာတယ်။အကိုဘာဟင်းလဲအယမ်းမွေးတယ်။ဒီစကားကိုကြားလိုက်တဲ့အချိန်မှာပီတာမျက်ရည်ကျသွားတယ်။နှစ်ပေါင်းများစွာမျောလင်းချက်မရှိတော့တဲ့ညီလေးကနိုးလာခဲ့ပြီ။ဆရာဝန်3ယောက်စစ်ဆေးပြီးတဲ့နောက်အားလုံးအံ့အားသင့်သွားကြတယ်။ဒီလိုအခြေအနေကဆေးပညာမှာရှင်းပြဖို့မဖြစ်နိုင်ဘူး။ကီလာကိုချက်ချင်းအကောင်းဆုံးဆေးရုံကိုပို့လိုက်တယ်။ဒါပေမဲ့ထူးဆန်းတာကသူထွက်သွားတဲ့အချိန်မှာကိုဖဲတာဟောခေယာကျန်နာလေးကိုပါယူသွားခြင်းနဲ့ပီတာလည်းညှင်းမရဘူး။ဒီနေ့ကစပြီးပီတာရဲ့စိတ်ထဲမှာကျွန်တော်ဟာကျေးဇူးရှင်ဖြစ်သွားခဲ့တယ်။ညစာပြီးသွားတဲ့နောက်စနစ်ကအတန်ထွက်လာတယ်။မြင်းရက်ခွစေတာရက်စရီအများကြီးရလာပြီး SD ဟေးရဖောက်လိုက်တဲ့အခါတေတံရွှေဆိုင်ကက်ရသွားတယ်။ကျွန်တော်ချက်ချင်းအသုံးပြုလိုက်တယ်။နောက်ထပ်9ရက်အသက်ရှင်ခွင့်ရသွားတယ်။ဒါပေမဲ့ကျွန်တော်ကိုထောင်ထဲပို့ခဲ့တဲ့ခေါင်းကောင်းဆောင်ကဒီသတင်းကိုကြားသွားတယ်။သူဒေါသထွက်သွားတယ်။6ရက်အတွင်းအဲ့ဒီကောင်ကိုတက်ရမယ်။ဆိုပြီးထောင်ထဲကလူသက်သမားတွေကိုငားလိုက်တယ်။နောက်တနေ့မနက်စောစောမှာကျွန်တော်မိဖို့ခန်းကိုရောက်လာတယ်။
ဒီနေ့အတွက်ရွေးချယ်ထားတဲ့ဟင်းကပေါင်းမုံနဲ့ပဲငံပြာကြီးပဲဆိုဖီယာနဲ့ဆဲလာစတို့နှစ်ယောက်စလုံးအံ့ဩနေကြတယ်ဒီလောက်ရိုးရှင်းတဲ့အစားအစာကဘလို့လို့လူတွေကိုဆွဲလန်းစေမှာလဲဒါပေမဲ့ကျွန်တော်ကအေးအေးဆေးဆေးပဲမုံညက်ကိုနေတယ်တလုံးပြီးတလုံးပေါင်းမုံတွေထွက်လာတယ်ဖြူဖြူဖွေးဖွေးပူပူနွေးနွေးပေါင်းမုံတွေကိုမြင်လိုက်တော့တောင်စာလောင်စိတ်ပေါ်လာစေတယ်ဒါပေမဲ့အဓိကလက်နက်ကတော့ပဲငံပြာကြီးဖြစ်တယ်ကြီးမားတဲ့တန်တဲ့အိုးကိုကျွန်တော်လက်တစ်ဖက်တည်းနဲ့လှုပ်ရမ်းပြီးမှွေတယ်ဒီမြင်ကွင်းကိုကြည့်ပြီးဆိုဖီယာတို့နှစ်ယောက်စလုံးမျက်လုံးပြူးသွားကြတယ်ဒီလောက်လေးတဲ့တဲအိုးကိုထိန်းနိုင်ဖို့နှစ်ပေါင်းများစွာလေ့ကျင့်ထားမှရမယ်ဒါပေမဲ့ကျွန်တော်ကအသက်20ကျော်ပဲရှိသေးတယ်မနက်9နာရီတောင်မရောက်သေးဘူးဒါပေမဲ့စားတောက်ခန်းရှိမှလူပြည့်ဖြစ်နေပြီအကျဉ်းသားတွေကတကားကိုတရုံတုံးထုနေကြတယ်မြန်ဖွင့်ပေးဘိုက်စာလို့တေတော့မယ်အရင်ဆုံးငါ့ကိုဝင်ခွင့်ပေးဒီမြင်ကွင်းကိုမြင်ပြီးဆဲလတ်တောင်ကြောင်သွားတယ်ဒါကထမင်းစားဖို့စောင့်နေတာမဟုတ်ဘူးမူးရစ်ဆေးပြက်နေတဲ့လူတွေလိုဖြစ်နေတယ်နောက်ဆုံးအစားအစာအားလုံးပြင်ဆင်ပြီးတဲ့အခါတကားကိုဖွင့်ပေးလိုက်တယ်ဝူဟိုကအရင်ဆုံးပြေးဝင်လာတယ်ပေါင်းမုံတွေကိုမြင်လိုက်တော့သူစိတ်ပြက်သွားတယ်တညလုံးစောင့်ခဲ့ရတာဒါကြီးစားဖို့လားလို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကဘာမှမပြောဘူးစားကြည့်ဖို့ပဲပြောလိုက်တယ်ပထမဆုံးကိုက်လိုက်တဲ့အကျဉ်းသားကချက်ချင်းတုံလှုပ်သွားတယ်ပေါင်းမုံရဲ့နူးညံ့မှုနဲ့ပဲငံပြာကြီးရဲ့အနံ့ရတာကဘားဆက်ထဲမှာပောက်ကွဲသွားတယ်လို့ခံစားရတယ်ဖျားရည်ဒါလူစားလို့ရတဲ့အစားအစာဟုတ်ရဲ့လားသူអော်လိုက်တယ်အဲ့ဒီနောက်လူတိုင်းစားဖို့ပြေးကြတယ်စားတောက်ခန်းတစ်ခုလုံးမှာချီကျူးတန်တွေပြန့်နှံ့သွားတယ်ဒီလိုအရတာမျိုးမစားဘူးအပြင်ထွက်ပြီးဘာလုပ်မှလဲဒီမှာပဲနေတော့မယ်ထောင်ထဲကအစားအစာကအပြင်ကထက်ပိုကောင်းနေပြီလို့တယောက်တစ်ပေါက်ပြောနေကြတယ်တချို့ဆိုအရန်ပျော်လုံးလို့မျက်ရည်ကျတဲ့အထိဖြစ်သွားတယ်စားတောက်ချိန်ပြီးသွားတဲ့အခါလူတိုင်းထွက်သွားကြတယ်ဒါပေမဲ့ကြီးကော်တယောက်ပဲကြံခဲ့တယ်သူကပန်းကန်ကင်ပြီးထက်လာတောင်းတယ်နောက်ထပ်နှစ်လုံးပေးပါဆိုဖီယာကခေါင်းခါလိုက်တယ်ကုံသွားပြီကြီးကောမယုံဘူးသူကနောက်ဖေးမှာဝက်ထားတယ်လို့ထင်နေတယ်စကားများရင်ဒေါသထွက်သွားတယ်ပန်းကန်ကိုနယန်စီပစ်ပေါက်လိုက်တယ်ပြီးတော့ဆိုဖီယာကိုဖမ်းဖို့ခုံအုပ်လာတယ်အဲ့ဒီအချိန်မှာတန်တဲ့အိုးကြီးတစ်လုံးလေထဲကနေပြန်လာတယ်ဂွမ်ဒဲအိုးကသူ့မျက်နှာကိုတဲ့ထိသွားတယ်ကြီးကောချက်ချင်းနောက်ဆုတ်သွားတယ်ဒဲအိုးပစ်လိုက်တဲ့သူကကျွန်တော်ပဲကြီးကောကဒေါသရကြီးနဲ့ထွက်သွားတယ်သူ့နောက်ခံဖြစ်တဲ့ဘူးလုံးကိုသွားတိုင်တယ်ခါကြတော့ဘူးလုံးကလူနှစ်ယောက်ခေါ်ပြီးရောက်လာတယ်ကြီးကောကချက်ချင်းတိုင်တော့တယ်အဲ့ဒီစားဖို့မူကကျွန်တော်ကိုရိုက်တယ်ဒါပေမဲ့ဘူးလုံးကကျွန်တော်ကိုမြင်လိုက်တဲ့အချိန်မှာပဲမျက်နှာရောင်ပြောင်းသွားတယ်နောက်တစ်စက္ကန့်မှာသူဒူးထောက်လိုက်တယ်ယွင်းအကိုကျွန်တော်မားပါတယ်လက်အောက်ငယ်သားကိုမထိန်နိုင်ခဲ့ဘူးလို့တောင်းပန်တယ်အဲ့ဒီမြင်ကွင်းကိုမြင်တဲ့သူတိုင်းအံ့အားသွားကြတယ်ထောင်ထဲမှာအကျဉ်းဆုံးလူတစ်ယောက်ကစားဖို့မူတစ်ယောက်ကိုဒူးထောက်နေတာဘယ်သူမှမယုံနိုင်ဘူးတကယ်တော့ဒီယာအားလုံးရဲ့နောက်ွယ်မှာပီတာရှိနေတယ်သူ့ညီကီလာကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျွန်တော်ကိုအယမ်းကျေးဇူးတင်နေတယ်ဒါကြောင့်ယွင်းအကိုကိုမြင်ရင်ငါ့ကိုမြင်တယ်လို့ဆက်ဆံလို့အမိန့်ထုတ်ထားတယ်ဒီနေ့ကစားပြီးအော်ရဗဝါရဲ့အာနာရှိဆုံးအုပ်စုကကျွန်တော်ရဲ့နောက်ခံဖြစ်သွားတယ်ထောင်ဆောင်တွေတောင်ကျွန်တော်ကိုအရင်လိုမဆက်ဆံရတော့ဘူးဒါပေမဲ့ကျွန်တော်ကိုထောင်ထဲပို့ခဲ့တဲ့ခေါင်းကောင်းဆောင်ကတော့လက်မလျှော့သေးဘူးသူကပိုအန်ရည်များတဲ့လူသက်သမားကိုထပ်ငားဖို့စီစဉ်နေတယ်အန်ရည်တစ်ကတဖြည်းဖြည်းနီးကပ်လာနေပြီးရှိတယ်တစ်ဖက်မှာတော့ကျွန်တော်မနက်စာအတွက်ပြင်ဆင်နေတယ်ဒီနေ့ရေခဲတစ်တာထဲမှာထူးဆန်းတဲ့အသားနှဲငယ်တွေ့လိုက်တယ်အမဲသားဝတ်သားမြင်းသားအစုံရောနေတယ်အဲ့ဒီအသားတွေကိုတုံးပြီးအထူးဆော့စ်တစ်မျိုးပြုတ်လုပ်လိုက်တယ်မူလရည်ရွယ်ချက်ကကိုယ့်ဘာသာစားဖို့တီးတက်လုပ်ထားတာပဲဒါပေမဲ့မထင်မှတ်ထားတဲ့အမားတစ်ခုဖြစ်လာတော့တယ်ဒီနေ့မီးဖိုခန်းကိုအကူတစ်တယောက်ရောက်လာတယ်သူ့နာမည်ကဘဲဘဲဆိုဖီယာရဲ့သူငယ်ချင်းဖြစ်တယ်ဘဲဘဲကကျွန်တော်ကိုမြင်တာနဲ့အထင်သေးတယ်ဒီကောင်ကတကယ်အဲကွာဟုတ်ရဲ့လားလို့ပြောတယ်ကျွန်တော်ကတော့ဘာမှမပြောဘူးဟင်းချက်တာပဲဆက်လုပ်နေတယ်အဲ့ဒီအချိန်မှာဆိုဖီယာကကျွန်တော်လှုပ်ထားတဲ့အထူးဆော့စ်ကိုတွေ့သွားတယ်သူကကျွန်တော်ဟင်းကောင်းတာအဲ့ဒီဆော့စ်ကြောင့်လို့ထင်နေတယ်ဒါကြောင့်ဟင်းထဲနင်းနေထည့်ပေးဖို့စဉ်းစားလိုက်တယ်ဒါပေမဲ့လက်ချော်သွားတယ်တပူလင်းလုံးဟင်းထဲကျသွားတယ်ဆိုဖီယာကြောင့်သွားတယ်ဘာမှတော့မဖြစ်တော့ပါဘူးလို့ကိုဘာသာအားပေးလိုက်တယ်ညစာစားပြီးတဲ့နောက်ထောင်တစ်ခုလုံးမှာထူးဆန်းတဲ့အခြေအနေဖြစ်လာတယ်ပုံမှန်ဆိုလူတွေငြိမ်သွားရမယ်ဒါပေမဲ့ဒီညတော့မဟုတ်ဘူးအကျဉ်းသားတွေအားလုံးမျက်လုံးနေကြတယ်အသက်ရှူတန်တွေပြင်းထန်နေတယ်တယောက်နဲ့တယောက်ကြည့်နေတဲ့အကြည့်တွေတောင်မမှန်တော့ဘူးတစ်ချိန်တည်းမှာလူသက်သမားကထောင်တွင်းကိုခိုးဝင်လာတယ်သူကကင်မရာတွေကိုရှောင်ပြီးအမှောင်ထဲမှာတိတ်တိတ်လေးရွေ့နေတယ်သူ့အမြင်မှာမဲခန့်ငယ်ခက်ကအရန်လွယ်တယ်ကျွန်တော်အိတ်နေတဲ့အချိန်လေပင်လိလိုက်ုံပဲဒါပေမဲ့ तू မသိသေးတာကဒီညထောင်သားတွေရဲ့အခြေအနေဟာပုံမှန်မဟုတ်တော့ဘူးဆိုတာပဲလူသက်သမားလမ်းလျှောက်လာနေတော့ဘူးလုံကတွေ့သွားတယ်ဆော့စ်ရဲ့တက်ရောက်မှုကြောင့်ဘူးလုံရဲ့မျက်လုံးတွေညီရဲနေတယ်သူလူသက်သမားကိုကြည့်ပြီးပြုံးလိုက်တယ်ဟေးကောင်မင်းဆက်ပြတုံးကျသွားတယ်လို့ပြောလိုက်တယ်လူသက်သမားနားမလည်သေးဘူးဒါပေမဲ့နောက်တစ်စက္ကန့်မှာသူ့ကိုအခန်းထဲဆွဲသွင်းသွားတယ်တညလုံးအော်ဟစ်တန်တွေထွက်နေတယ်ဘေးခန်းကအကျဉ်းသားတွေတောင်အိမ်မရကြဘူး
မနေ့ရောက်တဲ့အခါလူသက်သမားဟာလမ်းကြားမှာတတိလစ်နေတယ်မျက်နာကဖြူဖြော့နေတယ်ခန္ဓာကိုယ်တစ်ခုလုံးအားအင်ကုန်ခန်းနေတယ်သူ့မိလခငယ်ဖက်ကတော့လုံးဝကြာရှုံးသွားခဲ့ပြီနောက်တနေ့မနက်မှာကျွန်တော်ကိုအထွေးရိယာတစ်ခုစီခေါ်သွားတယ်အဲ့ဒီနေရာမှာထောင်ရဲ့အာဏာရှိဆုံးလူအိုကြီးတွေနေထိုင်ကြတယ်ဒီနေ့ကဟင်နရီမီသားစုရဲ့ခေါင်းဆောင်ဟောင်းအသက်80ပြည့်မွေးနေ့ပွဲဖြစ်တယ်သူကကျွန်တော်ကိုအဓိကအဲကိုအဖြစ်ခန့်လိုက်တယ်ဒါပေမဲ့ပြဿနာတစ်ခုရှိနေတယ်သူကအသားလုံးဝမစားဘူးဟင်းပွဲဆက်ရှစ်မျိုးလုံးတက်တက်လို့ဖြစ်ရမယ်ဒီလိုနဲ့ဘဲတို့ဘူးကိုအဓိကထားပြီးဟင်းပွဲတွေပြင်ဆင်လိုက်တယ်ကျွန်တော်ရဲ့ဓာတ်စွမ်းရည်ကိုမြင်လိုက်တဲ့မဲဆိုးရကတုံနေရအဲကိုအတောင်အံ့ငါသွားတယ်ဘဲတို့ဘူးတုံးကိုဖိနှိပ်ငတ်ပုံထွင်းလိုက်တဲ့အချိန်မှာတော့သူလုံးဝစကားမပြောနိုင်တော့ဘူးမွေးနေ့ပွဲစတင်တဲ့အခါလူအိုကြီးတွေကဟင်းပွဲတွေကိုအထင်သေးနေကြတယ်ဒါပေမဲ့ပထမဆုံးတစ်ကိုက်စားလိုက်တဲ့အချိန်မှာအားလုံးမျက်လုံးပြူးသွားကြတယ်သူကင်ထားတဲ့လက်တွေတောင်ရက်သွားတယ်သူတို့ဘဝတစ်လျှောက်လုံးစားဘူးသမျှထဲမှာအကောင်းဆုံးအရာတာကိုမြည်ဆက်လိုက်ရတယ်လို့ခံစားသွားကြတယ်ဒီလိုနဲ့ကျွန်တော်ရဲ့နမီကအချင်းထောင်တစ်ခုလုံးကိုကြော်ပြီးအထွေးရိယာကအာနာရှင်ဟောင်းတွေအထိပြန့်နှံ့သွားခဲ့တယ်ဒီနေ့ဇလန်းကတော့ဒီလောက်ပါပဲတေတံကျအကျဉ်းသားတယောက်ကထောင်ထဲမှာကဲကွာဖြစ်လာပြီးအကျဉ်းသားတွေရဲ့လေးစားမှုကိုရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့သူ့ကိုတတ်ဖို့စူးစမ်းနေတဲ့ရန်သူတွေကတော့မပြောက်သေးပါဘူးနောက်ပိုင်းမှာဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်ရင် like share subscribe လုပ်ပြီးတိုးရတာလေးနှိပ်ထားခဲ့ဖို့မမေ့နဲ့နော်ကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်